Hello guys ကျွန်တော်ကတော့ Green Flash ပါကျွန်တော်ရဲ့ channel လေးကိုလည်းတိကျမယ်လို့လည်းမထင်ပါဘူးကျွန်တော်လည်းတိကျမယ်လို့လည်းမထင်ပါဘူးဆိုတော့ဒီနေ့မှာတော့ကျွန်တော်က Bloxroot gameplay လေးကိုကျွန်တော်ရဲ့ဒီ YouTube channel လေးမှာစတင်ပြီးတင်ပြတော့မှာပဲဖြစ်ပါတယ် Now ကျွန်တော်တို့ Bloxroot game လေးကိုလည်းဆက်လက်တင်ပြပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ကြပါနဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ gameplay လေးကိုစတင်လိုက်ကြရအောင်ဆိုတော့ကျွန်တော်ပြောစရာတစ်ခုမေးသွားပြီပေါ့နော်အဲ့ဒါကတော့ကျွန်တော်ကအခုမှ YouTuber အသစ်ဖြစ်တဲ့အတွက်စလုပ်တာဖြစ်တဲ့အတွက်အတန်လေးတွေနားထောင်လို့မကောင်းတာတွေ graphic တွေမကောင်းတာတွေ line ထင်နေတာရှိခဲ့ရင်လည်းအားလုံးကြိုပြီးတော့မှတောင်းပန်ထားခြင်းပါတယ်တီးခဲ့မိကြည်ပေးကြဖို့လည်းပြောထားခြင်းပါတယ်ခင်ဗျအားလည်းကျွန်တော်ဒီခွက်ဆူထားတာပေါ့နော်ဘန်ဒေ6កောင်လား4កောင်လားပြီးသွားပြီကျွန်တော်အခု Upper Sky Island ကိုသွားဖို့လုပ်နေတယ်ကျွန်တော်အဲ့ဒီဘယ်လိုပြောမလဲ Upper Sky Island နဲ့အနီးဆုံးပေါ့အနီးဆုံး edge နေရာကို edge ဆိုတော့ထိတ်ဆုံးပေါ့ဗျာအဲ့ထိတ်ဆုံးနေရာလေးကိုသွားပြီးတော့မှကျွန်တော်တက်ဖို့အစင်းသိမြင်တယ်ပေါ့နော်ဒီမှာကျွန်တော်အပေါ်တက်နေနေဟိုကျသွားတယ်ဗျာရောက်ခံနေလေတိလားဟွာအလုံးတိကျ Bloxroot ပေးရဆိုတိမှာပါဒီ Sky Jump 73ခုလား12ခါလား73ခါလားမသိဘူးအလားလောက်ဆိုဟိုဖြစ်တယ်လေကျွန်တော်တို့တောင်းလို့မရတော့ဘူးလေအဲ့ဆိုတော့ကျွန်တော်ကအဲ့ဒီ limit ပြည့်သွားတော့ကျွန်တော်မလျှောက်တော့ဘူးနော်အဲ့လည်းကျွန်တော်အောက်ဆုံးထိပြုတ်ကျသွားတယ်ဗျာကျွန်တော်အခုအပေါ်ပြန်တဲ့နေနဲ့ပြောချင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော် support ပေးချင်တယ်ဆိုကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြဘာလို့ပြောချင်တာပါပြီးရင်ကျတော့နောက်တစ်ခုပြောချင်တာလေးလည်းရှိပါသေးတယ်အဲ့ဒါကတော့ကျွန်တော် game လေးမှာပျော်ပျော်ရွှင်ရွှင်မြင်းချင်းနဲ့မေးစီချင်းနဲ့ဆိုရင်တော့ DDXIN 14460ဆိုတဲ့အကောင့်လေးမှာလာပြီးတော့မှ permanent free ပြီးရင်လုံးဝအကောင့်စားဟိုဘယ်လိုပြောရမလဲ mythical တို့ legendary တို့ fruit တွေပေါ့လာပေးလို့ရပါတယ်လာပြီးကျွန်တော်စိတ်မဆိုးပါဘူးဒါပေမဲ့ကျွန်တော်စီးဝမ်းမရှိသေးတဲ့အတွက်robot ရှိမှပဲရမယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ကြွညာလေးကိုဒီမှာပဲပြီးကြပါတယ်ကျွန်တော်အခုတော့ level fan နဲ့ sky battery တကောင်ထပ်တက်မယ်ပေါ့နော်ထပ်တက်နေတဲ့အချိန်မှာကျွန်တော်အရင်ဆုံးဒီ combo တွေပေါ့နော်ကျွန်တော်ရဲ့ combo ကတော့ magma club eruption ပြီး magma floor နဲ့အောက်ကနေ damage ပေးလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာ sky battery တကောင်တက်တာလွယ်လွယ်လေးဗျအရင်မခက်ဘူးဘာဖြစ်လို့လဲဆိုတော့ brother သိတဲ့အတိုင်းပဲကျွန်တော် magma စားရတာဆိုတော့ damage ကအလိုလိုနဲ့ကိုများနေတာဗျာပြီးကျွန်တော် Bloxroot စိတ်တွေအများကြီးတင်လာတယ်ဆိုတော့ကျွန်တော်အရန်စင်နေတယ်ပေါ့နော်အမှကျွန်တော် sky battery ကိုအမှကိုမိုးပြန်သုံးပြီးတက်လိုက်တယ်ပေါ့နော်အဲ့ဒီကောင်ပဲdamage ပေးပြီးတော့မှ brother တို့ခုမြင်ကြပါပါ damage တစ်ခါတည်းရာချီထောင်းချီထွက်နေရလေနေကျွန်တော်ပြမယ်ပြီးကျွန်တော်ပြမယ် damage ဘယ်လောက်များလဲဆိုအဲ့မှာကျွန်တော်ပြယူပြီးတော့မှရှောက်မလားဆိုပြီးတော့မှသွားပြီးတော့မှရှိုင်းမိသွားတယ်ကံကောင်းလို့ teleporting to မြေတဲ့ထောင်းကဘာမှမဖြစ်သွားလို့ကျွန်တော် line ထည့်ပြီးတော့မှရှိုက်လာ brother ကြည့်ဗျာ damage နေရတစ်ချက်သေးနဲ့ခဏလေးနဲ့ထွက်တယ်ရှင် damage ကအလိုလိုကြီးကိုတက်လာကြည့်နေတက်လာ damage ကအခုဆို1000ခဏလေးနဲ့ပြည့်သွားပြီဗျာ2000 3000 1000ပြန်ရောက်သွားပြီ1000ပြန်သွား2000ပြန်ရောက်သွားပြီကျွန်တော် quest complete သွားပြီပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော် quest နောက်တစ်ခါသွားယူပါမယ်လို့အခုတော့ကျွန်တော် quest သွားမိယူခဲ့ဒီ state တွေထည့်မယ်ပေါ့နော် state ကတော့ကျွန်တော် level 2ခုတက်တယ်ဆိုတော့161ဆိုတော့ state က6ခုရတယ်ကျွန်တော် sword ကိုမတင်လာကြဘူးကျွန်တော် sword လည်းသုံးတယ်ဆိုတော့ triple katana လည်းသုံးတယ်ဆိုတော့ကျွန်တော် sword 3ခုဒီ Bloxroot 3ခုတင်လိုက်ပါတယ်ကဲအဲ့ဆိုတော့ကျွန်တော်ဒီ gold chest လေးကိုအရင်စားလိုက်ပြင်ပေါ့နော် gold chest ယူပြီးတော့ပတ်စံ1000တောင်ရတယ်gold chest ယူပြီးသွားပြီဆိုတော့ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်ဟုတ်ပါတယ်ဟိုးအပေါ်ပြန်သွားမှာပါဒါပေမဲ့ကျွန်တော်ဒီရဲ့ dual fling lock ပါကျွန်တော်ဝယ်လာမကြသေးဘူးဘယ်လိုပြောရမလဲMarine Fortress ကနေကျွန်တော်ဝယ်လာပေါ့နော်စမ်းကြည့်တာသူ့ရဲ့ hit boss က AI ပြောရဲ့ hit boss ကလုံးဝမထိဘူးဗျာအပေါ်တင်းနဲ့မြင့်ပြီးတော့မှအဲ့လို
ပြစ်မှာရအားနဲ့ကျွန်တော်စမ်းကြည့်တာတော်တော်မိုက်တယ် reloading လုပ်နေတဲ့အချိန်မှာဗျာလုံးဝဟိုဘယ်လိုပြောမလဲတနတ်တွေကိုအကွက်ပြမသိရမလားလှဲ့နေပုံစံလေးဗျာအားနဲ့ကျွန်တော်သူ့ကိုအဲ့ဒီတနတ်နဲ့ပဲပြည့်ကြည့်ပါရဲအပြစ်ပြီးတော့ကျွန်တော်လည်းကြာလာတာဟိုဟာဒဲမီကနဲတယ်လေသိရမလားဘာကြောင့်သိရတဲ့အတိုင်းပဲကျွန်တော်ဟိုဟာပေါ့နော်ကျွန်တော် plus တွေလိုက်ပြပါမယ်ကျွန်တော်မှာ ghost rubber ဒီဟိုဟာ diamond ပြီး eagle dark fruit dark ပေါ့ dirt တောင်ဖြစ်တယ် dark ပြီးရင် rocket တို့ smoke တို့ spin တို့ရှိပါတယ်ကျွန်တော်ကတော့ရန် fruit လေးတွေမကောင်းတာပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ရဲ့အကိုတငယ်ချင်းတယောက်ကပေါ့နော်ကျွန်တော်ကိုတဲ့ကစ်ဆူနဲ့သူ့မှာကစ်ဆူနဲ့ရှိတယ်တဲ့ C2 ရရင် trade ကြမယ်လို့ပြောလို့ကျွန်တော်အဲ့ဒါဘယ်လိုပြရမလဲ C2 ရအောင်သွားနေရဗျာသူ့မှာကစ်ဆူနဲ့ရှိဆိုကျွန်တော်လိုချင်ဆုံး fruit ပေါ့နော်ဒါပေမဲ့ကစ်ဆူနဲ့မရှိလဲကျွန်တော် Phoenix ကိုစားဖို့လုပ်ထားရဗျာကျွန်တော်မှာ Phoenix မရှိသေးဘူးဆိုပေမဲ့သူစီကဟို value မပြည့် Phoenix နဲ့ trade မလားလို့ကျွန်တော်စဉ်းစားရတယ်ပေါ့အဲ့ဒီခါကျရင်ကျွန်တော်တို့တော်အဆင်ပြေသွားလိမ့်မယ်ဗျာဒါပေမဲ့ Phoenix ကဘယ်လောက်တန်လဲဘယ်လောက်စီးကြီးလဲဆိုတော့ကျွန်တော်မသိဘူးအဲ့ဒါအဓိကလိုအပ်နေတယ်အမှကျွန်တော် line ကျသွားရဗျာကျွန်တော် line ကျသွားတယ်ဆက်ပြီးပြမစော့တော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ရဲ့ဗီဒီယိုတွေကလည်းကျွန်တော်တို့6မိနစ်9မိနစ်လောက်ဆိုတော့အဆင်ပြေမယ်လို့လည်းကျွန်တော်ထင်ပါတယ်ကျွန်တော် line မကောင်းတာလည်းပြိသက်ကြီးတော့စောင့်နေရမှာဆိုလို့ကျွန်တော် reconnect လုပ်နေနေပဲအဆင်မပြေဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော် game play လေးကိုပြီးဆုံးဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးရတော့ပေါ့နော်ကျွန်တော် vlog ကိုစတင်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆိုတော့ကြည့်ပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းလုံးဝကျွန်တော်ရဲ့ရှင်တွေကနေလှက်လိုက်လဲကျေးဇူးတင်လိုက်ပါတယ်